မီရှလင်ချက်3ဘွဲ့အဆင့်ရှိတဲ့စာပုံမှုတရကအားတက်တရားချက်ပြုတ်ထားတဲ့ဘေးကင်ကိုဒီလူကြီးကအေးဆက်နေတယ်ဆိုပြီးတုံညအမှတ်ပေးလိုက်ပါတယ်။စာပုံမှုကမကြည်မနှက်နဲ့တားဆီးတဲ့အခါမှာတော့လူကြီးကဓာတ်နဲ့ဘဲပိုက်ကိုခွဲပြလိုက်ပါတယ်။တကယ်တော့အထဲမှာဘဲကင်ရဲ့အနက်အရသာတွေစိတ်ဝင်နေတဲ့ခိုးသားကိုထည့်သွင်းထားတာပါ။အရသာကတကယ်ကိုထူးခဲနေပေမဲ့လူကြီးကတော့တုံညမှတ်ပဲထပ်ပေးပါတယ်။အကြောင်းပြချက်ကတော့စာပုံမှုဟာရုပ်ဆိုးလွန်းလို့စားသုံးသူတွေအစားထောက်ပြတ်စေမိနေဆိုတဲ့အစီအငေါ်မတည့်တဲ့အချက်ပါပဲ။စာပုံမှုခင်ဗျာတုံရအရေးချင်းထက်ရုပ်ရည်ကြောင့်ပြိုင်ပွဲကထွက်လာရလို့တော်တော်လေးစိတ်ပြတ်သွားခဲ့ရပါတယ်။ဒုတိယမြောက်စာပုံမှုကတော့ငါးတကောင်ကိုယူဆောင်လာပါတယ်ဒီငါးကတာမန်တော့မဟုတ်ပါဘူးငါး6မျိုးရဲ့အကောင်းဆုံးအပိုင်းတွေကိုစုစည်းပြီးတဝက်ကိုစီကျော်နောက်တဝက်ကိုပေါင်းထားတာကြောင့်ငါးတကောင်တန်းနဲ့အရသာနှမျိုးလုံးကိုခန်းစားရမှာပါဒါပေမဲ့ဒီလူကြီးကတော့တရောင်ကြီးတဲ့ငကငါးနဲ့သူ့လိုဘယ်သူမှမစားရဲဘူးဆိုပြီးတုံညမိုက်ပဲထပ်ဖေးပြန်ပါတယ်တတိယမြောက်စာပုံမှုကတော့ဟင်းသီးဟင်းရွက်တွေနဲ့ကြာပန်းပုံဖော်ပြီးအလဲမှာတိုးဘူးနဲ့ထုစစ်ထားတဲ့ဖျားရုပ်ပွားတော်ကိုတင်ဆက်ပါတယ်ဒါကိုထုစစ်ဖို့ဘယ်လောက်ကြာလဲလို့လူကြီးကမေးတဲ့အခါမှာတော့စာပုံမှုကနာယီနှစဲကြားတယ်လို့ဂုံယူစွာဖြေလိုက်ပါတယ်ဒါပေမဲ့လူကြီးကတော့နာယီနှစဲတောင်ဆိုတော့ဟင်းကတိုးမင်ထွာနေပြီလို့ပြောပြီးတုံညအမှတ်ပဲပေးလိုက်ပါတော့တယ်နောက်ဆုံးမှာတော့အစီအစဉ်တင်ဆက်သူကဒါဆိုရင်ဘလို့အစားအသောက်မျိုးမှာအောင်မတ်ရမှာလဲလို့မေးလိုက်ပါတယ်အဲ့ဒီအခါမှာတော့လူကြီးကတရားရည်တွေကိုဇွန်းနဲ့ခတ်ပြီးလေထဲမှာစလုံးတွေရေးပြလိုက်ပါတယ်ပြီးနောက်အဲ့ဒီစလုံးတွေပေါ်ကိုပန်းပွင့်လေးတွေဖြူချော်လိုက်ရင်တကယ်တမ်းအကောင်းဆုံးဟင်းလျာဆိုတာစားသုံးသူအပေါ်ထားရှိတဲ့စေတနာနဲ့နှလုံးသားကနေလာပါတယ်လို့ပညာသားပါပဲပြောကြလိုက်ပါ